လေးနှစ်ကြာတယောက်တည်းရုန်းကန်ခဲ့ရတဲ့စက်ရုံလုပ်ငန်းကိုခင်မွန်းတဲ့ကိုခန့်နိုင်စီပြန်အပ်ကဒိတ်ဒိတ်ကျဲမင်းသမီးပြန်လုပ်တော်မဲ့ခိုင်သိန်းကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မိမသားတယောက်တည်းအိမ်တော်ဦးစီးနေအောင်ကိုဝင်ယူရတာမလွယ်ကူပါဘူးဒါပေမဲ့မေတ္တာတရားနဲ့သစ္စာတရားသာရှိရင်ဘလို့အခက်အခဲကိုမစိုးကြော်ဖြတ်နိုင်ပါတယ်ဒီစကားလေးကတော့ပြီးခဲ့တဲ့၄နှစ်တာကာလအတွင်းပရိသတ်ချစ်တဲ့မင်းသမီးကျော်ခိုင်သိန်းကြီးဖြတ်တန်းခဲ့ရတဲ့ဘဝလန်းခရီးကိုအကောင်းဆုံးပုံဖော်နေတယ်လို့ပါပဲဒီနေ့မှာတော့ပကုံးပေါ်ကဝင်တော့ဝင်ပိုးကြီးကိုခင်မွန်းတဲ့ရဲ့လက်ထဲကိုပြန်လွှဲအပ်ပြီးတော့ပရိသတ်တွေလွမ်းနေရတဲ့အနုပညာလောကတွေကိုတကြောပြန်ဝင်ရောက်လာတော့မယ်ဒိတ်ဒိတ်ကျဲမင်းသမီးကြီးခိုင်သိန်းကြီးအကြောင်းကိုပြောပြပေးခြင်းပါတယ်အားလုံးသိကြတဲ့အတိုင်းပဲခိုင်သိန်းကြီးဆိုတာမြန်မာရုပ်ရှင်လောကမှာထိပ်တန်းစရင်ဝင်မင်းသမီးတစ်လက်ပါသူမရဲ့သဘာဝကျတဲ့တရုပ်ဆောင်မှုတွေဟန်ဆောင်မှုကင်းတဲ့ပုံရိပ်တွေကြောင့်ပရိသတ်တွေကမခိုင်လေးဆိုပြီးတော့ချစ်မဝဖြစ်ခဲ့ကြပါတယ်သူမရဲ့ဘဝကံကောင်းမှုကတော့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်တဲ့ကိုခန့်နိုင်နဲ့ဖူးစာဆုံးခဲ့တာပါပဲကိုခန့်နိုင်ဟာစက်ရုံပိုင်ရှင်တထေးတူဖြစ်ပေမဲ့ဇနီးတဲ့ရဲ့အနုပညာဝါသနာကိုဘယ်တော့မှပိတ်ပင်တားဆီးတာမျိုးမရှိခဲ့ပါဘူးခိုင်သိန်းကြီးစိတ်သွားတိုင်းမှာကိုပါပြီးတော့အနုပညာအလုပ်တွေလုပ်နိုင်အောင်နောက်ွယ်ကနေအမြဲတမ်းပံ့ပိုးပေးခဲ့တဲ့တောက်တိုင်တစ်ခုဆိုရင်လည်းမမားပါဘူးဒီလိုမျိုးနားလည်မှုတွေနဲ့တိစောက်ထားတဲ့သူတို့ရဲ့အိမ်ထောင်ကြီးကသမီးလေးစံထေထားဦးကိုပိုင်ဆိုင်ပြီးနောက်မှာပို့ပြီးတော့တောင်မှပြေဆုံးပျော်ရွှင်စရာကောင်းခဲ့ပါတယ်ဒါပေမဲ့ကံတရားဆိုတာကြိုမြင်ရတာမျိုးမဟုတ်ပါဘူးလွန်ခဲ့တဲ့၄နှစ်လောက်ကစပြီးတော့ခိုင်သိန်းကြီးတို့မိသားစုအပေါ်မှာမုံတိုင်းတစ်ခုဖြတ်တန်းသွားခဲ့ပါတယ်အဲ့ဒါကတော့အိမ်ထောင်ဦးစီးဖြစ်တဲ့ကိုခန့်နိုင်တယောက်အကြောင်းမျိုးမျိုးကြောင့်ထိမ့်သိမ်းခံလိုက်ရတာပါဒီအချိန်ဟာခိုင်သိန်းကြီးအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။အရင်ကအနုပညာအလုပ်တွေကိုပဲအာရုံစိုက်ခဲ့ရတဲ့မင်းသမီးတစ်ယောက်ကရုတ်တရက်ဆိုသလိုစက်ရုံကြီးတစ်ခုလုံးကိုဦးစီးမောင်းနေရမယ့်တာဝန်ကိုယူလိုက်ရပါတယ်။ခင်မွန်းတဲ့မရှိတဲ့၄နှစ်တာကာလအတွင်းမှာခိုင်သိန်းကြီးကသမီးလေးစံထိတ်ထားဦးကိုဖခင်ကိုစားစောင့်ရှောက်ရင်းနဲ့တစ်ဖက်ကလည်းစက်ရုံလုပ်ငန်းတွေမရပ်တန့်သွားအောင်စူးစမ်းခဲ့ရပါတယ်။အရေးကြီးဆုံးကတော့ခင်မွန်းတဲ့အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့အတွက်သူမကအနုပညာအလုပ်တွေကိုရှော့ချပြီးတော့ low profile နဲ့နေခဲ့တာပါကိုအရန်ဝါသနာပါတဲ့အလုပ်တွေကိုခဏမေးထားပြီးတော့မိသားစုတာဝန်ကိုကြည်ပုံအောင်ထမ်းဆောင်ခဲ့တဲ့မခိုင်လေးရဲ့စိတ်ဓာတ်ကတကယ်ကိုလေးစားစရာပါပဲဒီနေရာမှာထူးခြားတာတခုကခင်မွန်းတဲ့မရှိတဲ့၄နှစ်တာကာလာကြီးတစ်ခုလုံးလုပ်ငန်းကြီးတစ်ခုလုံးပြိုလဲမသွားဘဲနဲ့ဆက်လက်လဲပဲ့နိုင်ခဲ့တာပါဒါကခိုင်သိန်းကြီးရဲ့စီမံခန့်ခွဲမှုကြောင့်ဆိုတာတည်းသူတို့ဇနီးမောင်နှံအပေါ်မှာသစ္စာရှိတဲ့ဝန်ထမ်းကောင်းတွေကြောင့်လို့ဆိုရမှာပါတခင်ကောင်းတပည့်ခံဆိုသလိုကိုခန့်နိုင်တဲ့ခိုင်သိန်းကြီးတို့ဟာဝန်ထမ်းတွေပေါ်မှာစေတနာထားမေတ္တာထားဆက်ဆံခဲ့ရကြောင်းတထေးမရှိချိန်မှာဝန်ထမ်းတွေကလုပ်ငန်းကိုပြစ်မသွားပဲဝိုင်းဝန်းပြီးတော့ရုန်းကန်ပေးခဲ့ကြတာဖြစ်ပါတယ်ဒါကသူတို့ရဲ့စိတ်ထားကောင်းမှုရဲ့ရောင်ပြန်ဟပ်မှုတစ်ခုပါအခုတော့ကိုခန့်နိုင်ပြန်လဲလွတ်မြောက်လာပြီးတော့မိသားစုနဲ့ပြန်လဲစုံစည်းခွင့်ရခဲ့ပါပြီခိုင်သိန်းကြီးအတွက်တော့ပကုံးပေါ်ကတောင်ကြီးတစ်လုံးရှော့ကျသွားသလိုပေါ်ပါသွားမှာအမှန်ပါပဲစက်ရုံတာဝန်တွေကိုမူလပိုင်ရှင်ခင်မွန်းတဲ့စီပြန်လွှဲအပ်လိုက်ပြီးတော့သူမဟာသူမရဲ့မူလနေရာဖြစ်တဲ့အနုပညာပလင်ချက်ကိုပြန်တက်လာတော့မှာဖြစ်ပါတယ်ပရိသတ်တွေမျှော်လင့်နေတဲ့ဒိတ်ဒိတ်ကျဲမင်းသမီးကြီးခိုင်သိန်းကြီးရဲ့တရုပ်ဆောင်ချက်တွေကိုမကြခင်ပြန်မြင်တွေ့ရတော့မှာပါကိုခန့်နိုင်ကလည်းပြန်ရောက်ချင်းသူ့ရဲ့ဇနီးတွေကိုအနုပညာအလုပ်တွေပြန်လုပ်ဖို့အခွင့်ပြုပြီးမှတေးကြသလိုမခိုင်လေးနေနဲ့မိသားစုတာဝန်ကျေပွန်ခဲ့တဲ့ဇနီးတွေတယောက်နေနဲ့လိပ်ပြတန်တန်ဂုံယူဝင်ကြွားစွာနဲ့ပရိသတ်ရှိကိုပြန်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ကဲပရိသတ်ကြီး၄နှစ်လုံးအတန်တိတ်ပြီးတော့မိသားစုအတွက်ပေးဆက်ခဲ့တဲ့ခိုင်သိန်းကြီးရဲ့သစ္စာတရားနဲ့စ조사အားထုတ်မှုတွေကိုဘယ်လိုမြင်ကြလဲ။မကြခင်မှာရုပ်ရှင်ကားကြီးတွေဇလန်တွဲတွေမှာပြန်လည်မြင်တွေ့ရတော့မယ်။မခိုင်လေးကိုအားပေးကြအောင်မလားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။